ဇလန်းဆာမှာအမိမတိအန်ဒီရဲ့တစ်ခုကနေလူ3ယောက်ထွက်ပြေးနေကြပါတယ်။အော်ဂါနဲ့နာဒီယာတို့ဟာကြော်ကွဲနေမိပြီးကျင်းထဲပြုတ်ကျသွားသလိုသူတို့ကိုကူညီဖို့ငင်းဆန်ပြီးထွက်ပြေးသွားတဲ့ George လည်းတပ်ပင်ပေါ်မှာစောက်ထိုးတွဲလောင်းအသက်ခံလိုက်ရပါတယ်။တကယ်တော့ဒါရီအားလုံးဟာလွန်ခဲ့တဲ့ရက်ပိုင်းကမှစတင်ခဲ့တာပါ။ Palisade Defense လက်နက်ကုမ္ပဏီကဝန်ထမ်း9ယောက်ဟာဟန်ဂေရီနိုင်ငံကတောင်ပေါ်အပန်းဖြေစခန်းတစ်ခုမှာ team building အဖွဲ့လိုက်စွမ်းဆောင်ရေးမြင့်တင်ရေးလုပ်ဖို့ထွက်လာခဲ့ကြပါတယ်။လန်ကီမှာကုမ္ပဏီဥက္ကဋ္ဌ George ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရင်လာခဲ့ကြပေမဲ့လမ်းမှာတစ်ပင်လဲနေတာကြောင့်ဘတ်စကားဆရာကရှေ့ဆက်မမောင်းတော့ပဲသူတို့ကိုလမ်းမဖောက်မှာချထားခဲ့ပါတယ်။တောလန်ကီနဲ့ထူးဆန်းတဲ့ထီးရများအဖွေသားတွေဟာတောထဲကိုဖျက်လျှောက်ပြီးစခန်းကိုတွားကြရပါတယ်။ Steve ကတော့လမ်းတစ်လျှောက်လုံးမှုန့် magic mushrooms တွေစားပြီးကြောင်းနေတယ်လို့တောထဲမှာတယောက်ကသူတို့ကိုချောင်းကြည့်နေတယ်လို့ခံစားနေရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာမျောလင့်ထားသလိုမခန်းထားတဲ့ဟောင်းနွမ်းစုပ်ပြတ်နေတဲ့အဆောက်အဦတစ်ခုကိုရောက်သွားပါတယ်။ညစာစားတဲ့အခါသူတို့တွေ့တဲ့ဖိုင်တွေအရာဒီနေရာဟာအရင်ကစိတ်ချမ်းမာရေးဆေးရုံဟောင်းဒါမှမဟုတ်စိတ်ရစဝတ်ကောင်တွေကိုချုံနှောင်တဲ့နေရာဖြစ်ခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။ Harris ကဒီနေရာမှာလူနာတွေပုံကန်လို့ကုမ္ပဏီထုတ်အစိတ်ငွေတွေနဲ့အစုလိုက်အပြုံးလိုက်တတ်ထဲဘူးကြောင်းအဲ့ဒီထဲကလွတ်မြောက်လာသူတယောက်ကလက်စားချေဖို့စောင့်နေကြောင်းပုံမြင်တွေပြောကြပါတယ်။လူတပ်ဖွဲ့စတင်ခြင်းနောက်ကနေ့မနက်မှာအခြေအနေတွေဆိုးဝါးလာပါတယ်။ Harris နဲ့ Jill တို့ဟာဖုံးလိုက်ရှာဖို့ထွက်သွားရင်သွေးအိမ်တွေကဘတ်စကားကိုတွေးလိုက်သလိုကားဆရာလည်းအသက်ခံထားရတာတွေးလိုက်ရပါတယ်။တကမှလည်းကုမ္ပဏီဝန်ထမ်းတွေ paintball ဆေးရောင်စုံတနတ်ပစ်တန်းကစားနေရင် Gordon တယောက်ဝက်ပွားထောင်ချောင်းမိသွားပါတယ်။ထောင်ဆောက်ကိုဖြုတ်ဖို့ကြိုးစားရင် Gordon ရဲ့ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပါတယ်။သူတို့အားလုံးဘတ်စကားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့လမ်းမှာထားတဲ့သံဆူးတွေကြောင့်ကားမောက်သွားပါတယ်။အဲ့ဒီနောက်မှာတော့လူသက်ဓမ္မက Harris ကိုခေါင်းဖြတ်တက်လိုက်ပြီး Jill ကိုလည်းမီးရှို့တက်လိုက်ပါတယ်။ကျန်တဲ့သူတွေဟာအဆောက်အဦထဲပြန်ပြေးဝင်ပြီးခုခံဖို့ပြင်ကြပါတယ်။ရှင်တန်ချင်းရဲ့တိုက်ပွဲမြေအောက်ခန်းထဲမှာ Gordon ဟာရဲရဲဆက်ဆက်အသက်ခံလိုက်ရသလို Billy လည်းတနတ်အမွှမ်းတေဆုံးသွားပါတယ်။ Maggie နဲ့ Steve တို့နှစ်ယောက်ပဲကျန်ပါတော့လေ။ Richard ကတော့တောထဲမှာမြေမြုပ်မိုင်းနေမိလို့ရန်သူတွေကိုပါတပြိုင်တည်းဖောက်ခွဲတပ်ပင်ရင်အသက်ပေးသွားပါတယ်။နောက်ဆုံးမှာတော့ Maggie နဲ့ Steve တို့ဟာတကယ်အပန်းပြေစခန်းကိုရောက်ပြီး George နဲ့ပြန်တွေ့ပါတယ်။ George ကကုမ္ပဏီထုတ်ဘဇူကာနဲ့ရန်သူတွေကိုပစ်ပေမဲ့လက်နဲ့ကအလုံးမလုံးပဲပေါက်ခွဲသွားတာကြောင့်သူလည်းတည်ဆုံးသွားပါတယ်။ Maggie နဲ့ Steve တို့ဟာ US လူသက်သမားတွေကိုအသေးလဲတွဲခိုက်ပြီးတဲ့နောက်မှာတော့ကံကောင်းထောင်မစွာနဲ့ဘေးကင်းရာကိုထွက်ပြေးလွတ်မြောက်လာနိုင်ပါတယ်